ကင်မရာတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကခလုတ်အကုန်ပဲပေါ့နော် hidden button အနေနဲ့က sensor အနေနဲ့ကဒီလက်ကင်ထဲမှာကျွန်တော်တို့ infrared sensor လေးရှိပါတယ်ဒီ sensor လေးကဘာလုပ်တာလဲဆိုတော့ infrared remote လေးဝယ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကင်မရာကိုဒီမှာထားပြီးတော့ကျွန်တော် remote နဲ့နှိပ်လိုက်ပြီးတော့ record နှိပ်လို့ရပါတယ်ဓာတ်ပုံရိုက်လို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒါက remote သုံးဖို့အတွက် sensor လေးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ playback button လေးရှိမယ် function button လေးရှိမယ်ဒီဟာတွေကိုကျွန်တော်မပြောပြခင်ဒီမှာပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီခလုတ်ဒီဘိန်းလုံးလေးခလုတ်လေးကကျွန်တော်တို့ continuous မှုရယ်ကျွန်တော်တို့ safe timer မှုရယ် safe timer မှုဆိုတာကတော့ timer ပေးလိုက်တယ်ဥပမာဗျာကင်မရာကိုထောက်ပေါ်မှာထောင်ထားတယ်ကိုရိုက်ခံမဲ့နေရာမှာကိုကသွားပြီးနေမယ်ဆိုလို့ရှိရင်ကျွန်တော်10စက္ကန့်ကြာတယ်ဆိုလို့ရှိရင်ဒီ10စက္ကန့်လေးနဲ့ timer လေးပေးပြီးတော့ရိုက်မယ်ဆိုရင်ရိုက်လို့ရတယ်ဥပမာ selfie မှာပါတဲ့ timer သဘောမျိုးပဲကိုက2စက္ကန့်နေတပုံရိုက်မှာလား timer နဲ့ပတ်သက်တဲ့ setting တွေရတယ်အများကြီးပဲရှိတယ်ပြီးတော့ကျွန်တော်တို့ drive မှုကိုပြောင်းလို့ရတယ် drive မှုဆိုတာတော့ဒီကင်မရာကို motor drive နဲ့ရိုက်တာပေါ့နော်တစ်ခါတည်းနဲ့10ပုံရိုက်မယ်10ပုံရိုက်မယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ခလုတ်ကိုနှိပ်ထားရင်နှိပ်ထားသလောက်ရိုက်ပြီးတဲ့ function ကိုပြောင်းနေတယ်ဆိုရင်ဒီခလုတ်လေးကိုနှိပ်ပြီးတော့ပြောင်းလို့ရပါတယ်ဒီဘက်ရှိမှာတော့ကျွန်တော် ISO လို့ရေးပေးထားတယ် ISO ကတော့အရင်ရှင်းပါတယ် ISO ခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် ISO ပြောင်းလို့ရမှာပဲဖြစ်တယ်ဒီပုံမှာ DISP ဆိုရေးပေးထားတဲ့ခလုတ်လေးကတော့ display ခလုတ်ပဲဖြစ်ပါတယ်ဒီ display ခလုတ်ကဘာလဲဆိုတော့ကင်မရာ power ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကင်မရာပေါ်မှာမြင်နေရတဲ့အမြင်ကွင်းကိုပြောင်းပေးတာပဲဖြစ်ပါတယ်ကင်မရာ power ကိုဖွင့်မယ်ဆိုလို့ရှိရင်ကင်မရာ power ကိုဖွင့်မယ်ဆိုရင်ဒီ off ကို on back ကိုလှည့်လိုက်တယ်ဆိုရင်ကင်မရာ power ပွင့်သွားမှာပဲဖြစ်တယ်ဒီလိုပွင့်သွားပြီဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီမှာ display ခလုတ်လေးကိုကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်အခုဒီမှာဒါဆိုရင်ပုံစံတစ်မျိုးနဲ့ပြနေတယ်အပေါ်တစ်ချက်နှိပ်လိုက်ရင်နောက်တစ်မျိုးပြောင်းသွားပြီနောက်တစ်ချက်နှိပ်လိုက်ရင်နောက်ထပ်တစ်မျိုးပြောင်းသွားပြီဒါဆိုရင်နောက်တစ်မျိုးပြောင်းသွားပြီကိုမြင်နေကြပုံမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကိုမှားနှိပ်မိတာပဲဖြစ်ပါတယ်ဆိုတော့ဒီ display ခလုတ်လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကိုယ့်ရဲ့မြင်နေရမြင်ကွင်းလေးတွေပြောင်းလို့ရတယ်သူ့ဘေးနားမှာရှိနေတဲ့ FN ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ရင်တော့ကင်မရာရဲ့ hidden menu လေးထွက်လာမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က hidden menu လေးထွက်လာတယ်ဆိုတော့ဒီ menu ကွက်ထဲမှာလည်းရှိနေတဲ့ဟာ setting တွေအကုန်လုံးကိုကြိုက်နှစ်သက်တဲ့ဟာလေးတွေပြောင်းလို့ရတယ်ဆိုတော့ဒါကလည်းကျွန်တော်မကြခင်မှာကျွန်တော်ပြောပြသွားတဲ့ menu setting ထဲမှာအကုန်ပါသွားမှာဖြစ်တယ်ဒီဗီဒီယိုဆုံးအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာပါနေတဲ့ setting တွေအကုန်လုံးကိုကြိုက်နှစ်သက်တဲ့ setting တွေအကုန်လုံးကိုပြောင်းထည့်သွားမှာပဲဖြစ်ပါတယ် ISO ခလုတ်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့က ISO နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောင်းနေတယ်ဆိုရင်ပြောင်းလို့ရပါတယ် drive move ခလုတ်ကိုကျွန်တော်တို့နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရွေးချယ်စရာအများကြီးရှိပါတယ် drive move ကို continuous low ရှိတယ် continuous high ရှိတယ် safe timer ရှိတယ်ကျွန်တော် bracketing တွေရှိတယ်ပြီးတဲ့အခါကျတော့ bracketing လုပ်တယ်ဆိုတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့က exposure ကိုဘယ်လောက် bracketing လုပ်မှာလဲဘယ်နှပုံလုပ်မှာလဲဆိုတဲ့ပုံရည်အတွက်တွေသွားလို့ရတယ် white balance ကို bracketing လုပ်လို့ရတယ်ဒီ dynamic range ကို bracketing လုပ်လို့ရတယ် bracketing လုပ်ချင်တယ်ဒါမှမဟုတ်လို့ရှိရင် motor drive နဲ့ရိုက်ချင်တယ် safe timer နဲ့ရိုက်ချင်တယ်ဆိုရင်ဒီ setting ထဲမှာဝင်ပြီးပြောင်းအောင်မှာဖြစ်တယ်တခုသတိထားမှာတော့ကျွန်တော်တို့ setting တခုကိုဆန်းပြီးတော့ကလစ်လိုက်တယ်ဆိုရင်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ထဲမှာပြန်ဝင်ပြီးတော့ကျွန်တော်တို့အပေါ်အောက်ပြန်ဆင်းပြီးတော့ single shooting ဆိုတဲ့ဟာလေးကိုပြန်ထားပေးရမှာဖြစ်တယ်အဲ့လိုမျိုးမှမထားဘဲနဲ့ကျွန်တော်တို့အောက်မှာထားလိုက်ပြီဆိုရင်ခလုတ်ကိုနှိပ်မိနေတောက်လျှောက်ပုံမှာရိုက်နေမှာဖြစ်တယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အောက်မှာတိုင်မာမှုဆိုလို့ရှိရင်ကျွန်တော်တို့ပုံတစ်ပုံရိုက်ဖို့တော့ကိုက10စက္ကန့်တိုင်မာပေးမိသွားတယ်ဆိုရင်10စက္ကန့်တိုင်မာတိုင်းရိုက်နေမှာဖြစ်တယ်2စက္ကန့်ဆိုရင်တော့2စက္ကန့်ပေါ့အဲ့ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အောက်မှာရှိနေတဲ့ bracketing function ဆိုရင်တော့တစ်ခါရိုက်ရင်3ပုံဆိုတာနဲ့ကျွန်တော်တို့တစ်ချက်ပဲနှိပ်ရတယ်နဲ့3ပုံဖြစ်သွားတယ်ဆိုတော့ဒီ setting တွေကသုံးပြီးသွားပြီဆိုလို့ရှိရင်ပြန်ပြောင်းအောင်မှာဖြစ်တယ်ကိုကဘုံလေးပဲရိုက်မှာဆိုတော့တပုံစဲ setting လေးကိုပြန်ထားပေးဖို့လိုတယ်အခုလောလောဆယ်ကျွန်တော်ဒီအောက်ခလုတ်လေးကိုကျွန်တော်ဗာပေးထားတယ်ဆိုတော့ကျွန်တော် white balance ပြောင်းတဲ့ဟာလေးပေးထားပါတယ်ဆိုတော့ဒီလို setting လေးတွေကိုကိုကစိတ်ကြိုက်ပြောင်းလို့ရမှာပဲဖြစ်ပါတယ် Sony ရဲ့ menu system ကိုကျွမ်းသွားပြီဆိုတော့ဒီလို shortcut ခလုတ်တွေအကုန်လုံးကိုစိတ်ကြိုက်ပြောင်းလို့ရမှာပဲဖြစ်ပါတယ်ဒီခလုတ်လေးကတော့ကျွန်တော်တို့ focusing point ကိုကျွန်တော်တို့ရွှေ့လို့ရတဲ့ဟာလေးပဲဖြစ်ပါတယ်ဒီခလုတ်လေးကိုကျွန်တော်တို့အလဲတက်တက်ဖိလိုက်လို့ရပါတယ်အလဲတက်တက်ဖိလိုက်လို့ရှိရင်ကျွန်တော်တို့က center ကိုပြန်ရောက်သွားမယ်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘေးဘက်ကိုရွှေ့ခြင်းဘယ်ဘက်ကိုနှိပ်ညာဘက်ကိုရွှေ့ခြင်းညာဘက်ကိုနှိပ်ဆိုတော့ဘယ်ညာကိုကြိုက်တယ်လို့ရွှေ့ပြီးတော့ကစားလို့ရတယ်အပေါ်အောက်ရတယ်ကိုရောက်နေတဲ့နေရာကနေအလဲတန်းရောက်ချင်တယ်ဆိုရင်ကျွန်တော်တို့အပေါ်တက်တက်ကနေကောက်ဖိလိုက်လို့ရှိရင်အလဲ center ပြန်ရောက်သွားမယ်ဒါက joystick ခလုတ်လေးအလုပ်လုပ်တာပါဒီ center ခလုတ်လေးကိုလည်းကိုကဘာထားမယ်ဆိုပြီးတော့ပေးလို့ရတယ်ဥပမာဒီ center ခလုတ်ကိုကျွန်တော် manual focus ထားခြင်းနဲ့ဆိုရင် manual focus လို့ထားလိုက်လို့ရှိရင်ဒါကဒီဟာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ manual focus ဖြစ်သွားမယ်ဒီအလဲခလုတ်လေးကိုကိုက eye focus ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအလဲခလုတ်လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော် eye focus အလုပ်လုပ်သွားမှာပဲဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်တို့ AF on button ရှိရယ် AE lock button ရှိရယ် AF on button ဆိုတာကတော့ကျွန်တော်တို့ကဓာတ်ပုံရိုက်တဲ့ခလုတ်တစ်ခုတွေကနေပြီးတော့ focus ဖြတ်တဲ့အလုပ်ကောဓာတ်ပုံရိုက်တဲ့ခလုတ်ကောအလုပ်ခုနှစ်ခုကိုတပြိုင်နက်တည်းမလုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော် AF on button လေးကိုသုံးပြီးတော့ကျွန်တော်တို့က auto focus ဖြတ်ဖို့အတွက်လုပ်လို့ရပါတယ်ဒီရှေ့ကခလုတ်ကဓာတ်ပုံရိုက်ဖို့တည်တံ့ထားလိုက်မယ်အနောက်ကခလုတ်က focus ဖြတ်ဖို့ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခွဲပြီးတော့သုံးလို့ရတယ် mirrorless camera မှာတော့တချို့လည်းဒီလိုခွဲပြီးသုံးကြရတယ်တချို့လည်းခွဲမသုံးကြဘူးဒါတော့ကိုယ်စိတ်ကြိုက်ပေါ့နော်ကျွန်တော်ကတော့ mirrorless မှာကြတော့ focus က
DSLR လိုမျိုးခက်ခက်ခဲဖြတ်ရတာမဟုတ်တဲ့တော့ကြောင့်မို့ကျွန်တော်က mirrorless ကိုတော့ AF1 button ကိုကျွန်တော်ကတခြား setting တစ်ခုခုပဲထားပြီးတော့သုံးထားရှိတယ် mirrorless camera တွေမှာက auto focus စနစ်ကအရင်မြင်တယ်တိကျတယ်မှန်ကန်တယ်ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့က bracketing လုပ်စရာမလိုဘူးကြိုးစားပန်းစားဖြတ်စရာမလိုဘူး picture taking နဲ့ focusing နဲ့ကိုကျွန်တော်တို့ခွဲစရာမလိုဘူးပေါ့နော်အလွယ်တကူရိုက်လို့ရတယ်ကျွန်တော်တို့ရိုက်သမျှပုံတော်တော်များများကလည်း90-99%ရာခိုင်နှုန်းက focus ပြတ်နေတာများတယ်အခုပဲကျွန်တော်တို့ focus ဖြတ်လို့ခတ်တဲ့ lighting အနေထားပေါ့နော် dim light တို့เนาะအလင်းရောင်မှင်လေးပဲရှိနေတဲ့အချိန်မျိုးပြီးရင်အလင်းမောင်အရန်ကွဲပြားခြားနားမှုမရှိဘူးဆိုတဲ့အချိန်မျိုးကြလို့ရှိရင်တော့ကျွန်တော်တို့က auto focus ကတော့ဘယ်ကင်မရာမဆို focus ဖြတ်ဖို့နည်းနည်းခက်ခဲမှာပဲဖြစ်တယ်သူ့ရဲ့ဘေးမှာကတော့ကျွန်တော်တို့က AE lock ပေါ့နော် AEL ဆိုတဲ့ခလုတ်လေးရှိတယ်သူကအရှိကောက်ကတော့ auto exposure lock ပေါ့နော် auto exposure lock ဆိုတာကကျွန်တော်တို့ exposure ကို lock လုပ်ချင်တယ်ဆိုရင်ဒီလင်းနေရဲ့အရာဝတ္ထုတစ်ခုကိုချိန်ပြီးတော့သူ့ကို lock လုပ်ပြီးတော့မှမလွတ်ဘဲနဲ့ကျွန်တော်ရိုက်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်သူ့ကိုတစ်ချက်နှိပ်လိုက်တာနဲ့ lock ဖြစ်တဲ့ဟာရှိရယ်ဖိထားမှ lock ဖြစ်တဲ့ဟာမျိုးရှိရယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ခုနပြောခဲ့တဲ့ white balance တို့ ISO တို့ဒီခလုတ်ကိုပြောင်းနေတယ်ဆိုလို့ရှိရင်လည်းဒါပြောင်းပြီးတော့သုံးမယ်ဆိုရင်သုံးလို့ရတယ် Sony camera မှာအားသာကတော့ဒါပဲ customize လုပ်လို့ရတဲ့ button တွေကအများကြီးပဲပါတယ်တခြား camera တွေမှာဆိုလို့ရှိရင်ဒီလို customize လုပ်ဖို့တော့ကို button တွေကနည်းနည်းလေးပဲပါတယ်သူ့မှာက C1234 အပြင် AE lock တို့ AF on တို့ဒီ wheel ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘိန်းလုံးလေးကိုလှည့်ပြီးတော့ကျွန်တော်တို့ကပြောင်းနေတဲ့ဟာလေးကိုပြောင်းလို့ရတယ်ရှေ့က ISO ခလုတ်ကို ISO အနေနဲ့အောင်မသုံးတော့ဘူးဒီဟာလေးကိုလှည့်လိုက်လို့ရှိရင် ISO တင်တယ်ဒီဘက်ကိုရှင်းလိုက်လိုက်ရင် ISO ချတယ်ဆိုပြီးတော့ကျွန်တော်လှုပ်ထားလိုက်တယ်ရှေ့ခလုတ်ကကျွန်တော်အပါချာရွှေ့တယ်နောက်ခလုတ်ကကျွန်တော် shutter ရွှေ့တယ်ဒီဘိန်းလုံးခလုတ်လေးကိုကျွန်တော်ISO ထားထားတယ်ဒီရှင်းနဲ့နောက်နဲ့ကိုကျွန်တော်ကအပါချာနဲ့ shutter နဲ့ကိုလဲကျင်နေဆိုရင်လဲလို့ရတယ်ဒီဘက်လှည့်လို့ရှိရင်များတာလားဒီဘက်နှိပ်လို့ရှိရင်ရော့တာလားအဲ့လိုဟာမျိုးတွေကိုလည်းအသိစိတ်ပြန်ပြင်နေတယ်ဆိုရင်ပြင်လို့ရတယ် Sony camera မှာကတော့ကျွန်တော် customize လုပ်လို့ရတဲ့ setting တွေကအများကြီးပါတယ်တခုရှိတာကကိုက customize တစ်ခုလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုမသိလိုက်ဘူးမေ့သွားပြီဆိုတဲ့အချိန်မျိုးကြလို့ရှိရင်သူများ camera နဲ့မတူဘူးဆိုတာမျိုးလေးဖြစ်တတ်တယ်အဲ့တော့တစ်ချိန်ဆန်းမယ်ဆိုလို့ရှိရင်ဒီတစ်ခုကိုတစ်ခါပဲဆန်းပြီးသွားပြီဆိုလို့ရှိရင်ကိုသဘောပေါက်ပြီဆိုတော့မှငကို original setting ပြန်ထားပြီးသွားတဲ့ခါကျတော့မှကျွန်တော်တို့ကနောက်တစ်ခုထပ်ဆန်းဖို့အတွက်အကြံပေးခြင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဟာလေးတစ်ခုတည်းပဲဒီတစ်ခုဆန်းလိုက်ပြီးနောက်တစ်ခုဆန်းလိုက်မျိုးစုံတွေရှောက်ဆန်းပြီးတော့သုံးနေမယ်ဆိုလို့ရှိရင်ဘယ်ကနေအဲ့ဒါတက်လို့တက်မှန်းမသိပဲနဲ့ပြဿနာအကြီးတက်နိုင်တယ်ဆိုတော့ဒီလိုပြဿနာတက်ပြီဆိုရင်လည်းရှင်းဖို့တော့ကအဖြေရှိပါတယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ကကင်မရာကို reset ချတာကင်မရာ reset ချတဲ့အကြောင်းမပြောရင်ကင်မရာရဲ့ version တွေကိုကျွန်တော်အရင်ပြောပြပေးချင်ပါတယ်ကင်မရာ version ကိုနှိပ်ချင်တယ်ဆိုရင်ကျွန်တော် menu ကိုနှိပ်လိုက်မယ်နောက်ဆုံးမှာရှိနေတဲ့ two box ပုံလေးတွေကိုဝင်လိုက်မယ် two box ပုံမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်လို့ရှိရင်ဒီမှာ page number 7မှာဆိုရင်ကျွန်တော်တို့ version ဆိုပြီးတော့ရှိပါတယ်အဲ့ version ကိုကျွန်တော်တစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်လက်ရှိ demonstration လုပ်ပြတဲ့နမူနာလုပ်ပြနေတဲ့ကင်မရာရဲ့ version က A73 ကိုမှကျွန်တော် 3.01 ဖြစ်ပါတယ်ဒီဟာကနောက်ဆုံး version လားသူ့ထက် update ထွက်ပြီလားတော့ကျွန်တော် check မလုပ်ရသေးဘူးလောလောဆယ်ကိုယ့်ရဲ့ကင်မရာကလည်း 0.01 ဆိုလို့ရှိရင်ဒါကျွန်တော်နဲ့ version 2တွေလို့ပြောလို့ရတယ်တချို့လည်း 1.0 တို့2.0 လို့ဖြစ်ကောင်းဖြစ်နိုင်တယ် version ကကင်မရာတစ်လုံးက firmware ကို update မလုပ်ထားဘူးဆိုလို့ရှိရင်ဒီတိုင်းပဲရှိနေမှာဖြစ်တယ်အောက်မှာကတော့ lens ဖြစ်ပါတယ် lens ရဲ့ version ကတော့02ဖြစ်ပါတယ် version မတူဘူးဆိုလို့ရှိရင် menu style နဲ့ display လေးကနည်းနည်းလေးနေရာထားတော်လေးတွေကွဲပြားခြားနားသွားနိုင်တယ် focusing performance လေးတွေနည်းနည်းလေးတွေကွဲပြားခြားနားသွားနိုင်တယ် firmware မြင့်လိုက်တယ်ဆိုတာကင်မရာရဲ့လှုပ်ဆောင်နိုင်စွမ်းရည်တွေပို့ပြီးတော့တိုးတက်သွားအောင်ပိုကောင်းသွားအောင်ဒါမှမဟုတ်လို့ရှိရင်ဒီကင်မရာမှာရှိနေတဲ့လက်တလောဖြစ်နေတဲ့အဖြစ်များတဲ့ error တွေအကုန်လုံးကိုပြင်ဆင်မှုအတွက်ကို firmware ကမဖြစ်မနေမြင့်ပေးရတယ်ကျွန်တော်ကတော့ဒီ version မှာအဆင်ပြေနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ error မရှိရဖြစ်လို့ကျွန်တော်ဆက်သုံးနေတယ်ဒီ video ရိုက်နေတဲ့အချိန်မှာဒီ firmware က latest ဖြစ်တယ်လို့တော့ကျွန်တော်အာမမခံပေးနိုင်သေးဘူးသူထက်မြင့်တဲ့ဟာလည်းထွက်ကောင်းထွက်နေနိုင်တယ်ဆိုတော့ firmware update လုပ်တဲ့ video လည်းကျွန်တော်မကြခင်မှာလုပ်ပေးဖို့ရှိပါတယ်အခုလောလောဆယ်ကိုက firmware နှိမ့်နေရဆိုလို့ရှိရင်လည်းစိတ်မပူနဲ့ firmware ဘယ်လို update လုပ်လဲဆိုတဲ့ဟာလေးကို step by step ပြပေးမယ် firmware update လုပ်တာကနည်းနည်းတော့အနည်းများတယ် error တစ်ခုခုတက်မယ်ဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲ firmware ခောက်တာပေါ့နော် firmware ခောက်သွားပြီးတော့ကင်မရာပုံမှန်အလုံးမလုပ်တဲ့ဟာမျိုးလေးဖြစ်နိုင်တယ်ကင်မရာပြတ်နိုင်တယ် firmware ကတော့တက်နိုင်သလောက်နားလေတက်ကျွမ်းတဲ့လူနဲ့တင်တာကတော့ပိုကောင်းတယ်ကိုယ်တိုင်လုပ်ဖို့တော့ကျွန်တော်ကတော့အားမပေးဘူးနားလေတက်ကျွမ်းတဲ့လူအသိတဲ့လူနဲ့လုပ်တာကတော့ပို့ပြီးတော့ safe ဖြစ်တယ်စိတ်ကြိုက်ကိုယ်သဘောနဲ့ကိုယ်လုပ်ပြီးတော့ဖြစ်သွားရင်တော့ကျွန်တော်လည်းတာဝန်မယူပေးနိုင်ဘူးပေါ့နော်အောက်မှာကတော့ကျွန်တော် camera setting တွေမှားသွားပြီဆိုရင် setting reset ပေါ့နော် setting reset မှာနှစ်ခုရှိပါတယ် camera setting reset ဆိုရင်တော့တစ်ချက်နှိပ်လိုက်ရင်တော့ရိုးရိုးတနက်ပဲဖြစ်မယ် initialize လုပ်လိုက်လို့ရှိရင်တော့ setup အစကနေပြီးတော့ပြန်ဖြစ်သွားမယ် camera တစ်လုံးအသစ်ဝယ်ပြီးကန်ရတယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားမယ် setting က reset ဖြစ်သွားပြီဆိုလို့ရှိရင်ကိုယ်စိတ်ကြိုက်တစ်ခုချင်းစီကိုစပြီးတော့ကိုပြောင်းလို့ရမှာပဲဖြစ်တယ်အဲ့တော့ကင်မရာလုံးလက်ထဲရောက်လာပြီဆိုရင်ကျွန်တော် setting reset ကို initialize လုပ်လိုက်မယ်ကင်မရာကစက်ရုံကနေထုတ်ပေးလိုက်တဲ့ setting တိုင်းပြန်ဖြစ်သွားမယ်အဲ့ဒီချိန်ကျတော့မှကျွန်တော်တို့ menu ခလုတ်နှိပ်ပြီးတော့စိတ်ကြိုက်လုပ်ပါမယ်